ဆက်ဖြုတ်ပြပေးမယ်အဖွဲ့ကတော့ဒီဆီယာမအကြောင်းသူကြောင့်သားများဖြစ်ပါလို့ရှင်ဒီဆီယာမအကြောင်းသူကြောင့်သားများအတွက်အားလုံးတစ်ခုတည်းပြီးတော့ဒီဆိုလိုက်ကြရအောင်